Okay အားလုံးပဲမင်္ဂလာပါ Patient Flow ကိုကြိုလိုက်ပါတယ်ကျွန်တော်တို့ဒီ Wall Plastic Campaign တွေကျွန်တော်တို့မြန်မာစားစာတစ်ခုဖြစ်တဲ့ရခိုင်စာဖြစ်တဲ့ကျွန်တော်တို့ဒီ6ခင်းရောပေါ့နော်ငယ်လေးနဲ့ချက်ပြမှာဖြစ်ပါတယ်အဲ့လိုကြည့်ရှုပြပေးကြပါဦးနော်ဒီမှာပါတဲ့ပစ္စည်းပစ္စည်းတွေကိုစပွန်ဆာဘာမှယူတာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ဒီ plastic ခွက်နဲ့ပဲချက်ပြပါပါတယ်Okay. Ôi,